ခွင့်လွှတ်လိုက်နိုင်သူကကိုပဲဖြစ်ပါစေ။ကောင်းကံရဲ့အကျိုးပေးဆိုးကံရဲ့အဆိုးပေးမှုကိုနားလည်ပြီးတော့ကံကိုတကယ်ယုံနေဆိုရင်ဘဝမှာဘသူကိုပေါ်မှာထားခဲ့တဲ့စေတနာတွေကိုအလကားပဲလို့မတွေးပါနဲ့။နားလေတာနားမလဲတာသူတို့အပိုင်းတုတ်ပြန်မှုရှိတာမရှိတာကကံရဲ့အပိုင်းပေါ့နော်။ကိုယ့်ရဲ့စိတ်တန်လေးနဲ့ထားခဲ့တဲ့စေတနာမေတ္တာတွေအယောင်မပြောင်းသွားစေဖို့မပြတ်မိစေဖို့ကတော့ကိုယ်အပိုင်းပါပဲ။နားမလည်ဘူးလို့တော့မရှိပါဘူးဒါပေမဲ့တချို့ကနောင်တရရတဲ့အချိန်ကြမှာနားလည်ကြတာမသိဘူးလို့လည်းမရှိပါဘူးဒါပေမဲ့တချို့ကပြန်ဖို့မဖြစ်နိုင်တော့တဲ့အကွာဝေးရောက်မှသိနိုင်ကြမှာလူရဲလို့ဖြစ်လာရင်ကျေးဇူးခံကျေးဇူးစားဆိုတာရှိကြတာပါပဲနားလည်အောင်ပြောရရင်ကိုကကောင်းပေးရတဲ့သူတွေရှိတယ်လို့ကို့အပေါ်ကောင်းတဲ့သူတွေလည်းရှိတယ်လေပြောချင်တာကကိုကကောင်းပေးရတဲ့သူတွေကို့ပေါ်ပြန်မသိတတ်တာတွေရှိလာရင်နားလေပေးလိုက်ပါအပြစ်တွေမရင်မနေပါနဲ့ဒါပေမဲ့ကို့ပေါ်ကောင်းခဲ့တဲ့သူတွေရဲ့ကျေးဇူးကိုတော့ဘယ်တော့မှမမေ့ပါနဲ့အခွင့်မသာလို့ပြန်မဆက်နိုင်သေးရင်တောင်ရှင်ထဲမှာတော့တင်ထားရမယ်လေပြီးတော့လူသားတွေဆိုတော့အမားနဲ့မကင်းကြဘူးပေါ့တခါတလေကြဒီလူဟာငါ့ပေါ်ကောင်းမှန်းသိပေမဲ့ပြန်မကောင်းပဲစိုးနေကြတဲ့သူတွေလည်းရှိပါတယ်အဲ့ဒီခါကြတော့လေတစ်ချိန်ကကောင်းခဲ့ဘူးတာလေးတွေကိုပဲဖြည့်တွေးပြီးတော့ကြေအေးပေးလိုက်ပါဆိုတော့ကတယောက်နဲ့တယောက်ဆက်ဆံရေးမှာခွင့်လွှတ်ဖို့လိုအပ်လာတဲ့အခါကျရင်အရင်ဆုံးစပြီးခွင့်လွှတ်နိုင်တဲ့သူကကိုပဲဖြစ်ပါစေဒါဟာပြန်တွေးလိုက်မိတိုင်းကိုယ်စိတ်ကိုအမြဲတမ်းလိပ်ပြလုံးစေမှာပါဒီစာသားလေးကတော့အရှင်ဇဝနာရဲ့သူ့စိတ်ကြိုက်စာပေများတဲ့ဆိုတဲ့စာအုပ်ထဲကနေထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့အမြဲတမ်းခွင့်လွှတ်နိုင်တဲ့သူကကိုပဲဖြစ်ပါစေ